Day 3 လေးကိုတော့ငွေပင်လယ်မော်တယ်ကစီစဉ်ပြီး jet ski package လေးနဲ့စတင်လိုက်ကြရအောင်เนาะအခုကတော့ jet ski စီဖို့စတင်ပြီးတော့တွားနေကြပါပြီရှင်မင်္ဂလာပါညီမတို့အောင်ကမဲဆင်းမြခီသွားလုပ်နေတာပါအခုညီမတို့ငွေပင်လယ်မော်တယ်ကနေပြီးစီစဉ်ပေးထားတဲ့ jet ski စီးတာကိုလက်ရှိမှာပါအဲ့တော့ကျွန်တော်တို့လည်း jet ski စီးတာလိုက်ပါစီးလို့ပြန်လာပေးကြပါအောင်ရှင်အခုကတော့ jet ski စီးကိုတွားနေကြတာပါအဲ့ဒီလိုတော့ကောင်းပါတယ်ရှေ့ပါပဲ jet ski စီးတာတော့ဘယ်လိုရေခုံလဲဆိုတော့ကိုယ့်ကိုယ်ကြည့်လိုက်ပါမယ်အင်ဂျက်တွေရမ်းဖြစ်နေတာအခုကတော့ jet ski စီးရတော့မှမဟုတ်လို့အပျော်လွန်နဲ့မမေကိုတွေ့ရမှာပါရှင်တန်တန်ဒါကတော့မစီးခင်အရင်ဆုံးအင်ဂျင်ဆန်းပြနေရတော့เนาะအဲ့အကိုကြီးအရင်တော့ကောင်းပါရှင်အခုကတော့ jet ski စစီးနေပါပြီရှင်ဘလောက်တောင်ပြောဖို့ကောင်းလဲဆိုရင်တော့မမေပုံစံဝင်ကြည့်လိုက်ပါတော့เนาะပထမဆုံးစစီးရဖြစ်တဲ့အတွက်ရင်ထဲခုန်လို့ကြောက်လေးကြောက်ပါတယ်တခါမှရေတော့အဲ့လောက်ကြီးခင်စီးမှုပါအောင်ရှင်ဒါပေမဲ့အဲ့ရအကိုရလည်းအရင်ကျွန်းကျွန်းရင်ရင်နဲ့မောင်းမိရဲ့အတွက်မမေအတွက်တော့လုံးဝကိုပြောစရာကောင်းခဲ့ပြီးတော့လုံးဝကို challenge အသစ်ဖြစ်ပါရဲ့ရှင်ဝီဆောင်ရရင်တော့မဖြစ်မနေ try တဲ့ package လို့ပဲပြောချင်ပါတယ်ရှင်ဒီ package ကိုဝယ်ယူနေဆိုရင်တော့ဝေပင်လေ model မှာ share plan နဲ့ဝယ်ယူလို့ရနေပြီเนาะအရင်ကိုပြောဖို့ကောင်းလို့တော့နောက်တစ်ခေါက်ထပ်စီတာပဲဖြစ်ပါရဲ့ရှင်သူတို့ကပေါ့နော်ဘယ်လိုပုံစံနဲ့စီးချင်တယ်ဖိဖိလေးစီးချင်လားကိုပါဒီလိုမျိုးခမမိုက်လေးစီးချင်လားအဲ့လိုဆိုလို့ရှိရင်လည်းသူတို့ပြောလို့ရပါတယ်ဒီလိုမျိုးအခုလိုမျိုး white ပြီးတော့စီးတာတွေကိုပြီးစီးတာတွေအများကြီးသူတို့စီမှာလုပ်ပေးပါရဲ့ရှင်အရန်မိုက်လုံးပြီးတော့အရန်ကိုပြောစရာကောင်းသွားကြည့်လို့မမင်ကတော့လေထပ်ပြီးရင်စီးကျင်နေတော့မှာပဲရှင်အခုချိန်นี้လည်းငွေဆောင်ကိုမှုအွန်လိုင်းလေးလို့ jet ski စီးတာကိုလည်းမှုအွန်လိုင်းလေးပါလို့ရှင်ပင်လေရလည်းအရန်ကိုလက်ဆက်လုံးပါရဲ့ရှင်ဟုတ် jet ski စီးပြီးပါလို့ jet ski စီးပြီးအချိန်မှာလည်းတော့ excited ဖြစ်ပြီးတော့တက်ကြပါပါပြီဘာလို့လဲဆိုတော့ပြန်ဆိုင်ရင်ကမျက်နှာကိုလာချိတဲ့အချိန်မှာတော့လူက fresh ဖြစ်သွားပြီးတော့လက်ဆက်တက်ကြရနော်သူက cameraman ဆိုတော့ cameraman ဘယ်လိုခံစားရလဲတော်တော်ဖိုက်ပါတယ်တော်တော်ရွှေ့ချမ်းပါတယ်ရွှေ့ချမ်းပါတယ်ဒါပေမဲ့ channel ဆိုနေလို့အတက်ကအင်ကြီးတွေကကြတော့သူတို့ဒီလိုပေါ့နော် live jacket တွေကကြတော့လုံးဝနှွေးပါတယ်ပြီးတော့လည်းကျင်မောင်းရလည်းတစ်ခဲကိုဒီစီမောင်းနဲ့အပူရတယ်တဲ့ကိုကျွမ်းနေတယ်လုံးဝတော့ကောင်းပါတယ်ကိုစီးချင်းဘယ်လိုပုံစံမျိုးချိလို့ရတယ်သူပြောလို့ရပါတယ်အဲ့တော့ဒါငွေပဲမော်ဒယ်ရစီစဉ်နေတဲ့ just back လေးကိုလည်းလုံးဝ fine ဖြစ်ပါတယ်အခုဒီမင်ကတော့လေထီစီးဖို့သွားနေရပါတော့သူ့ရဲ့လေထီစီးကျင်တဲ့ဆန္ဒလေးပြေဝသွားပါတယ်ရှင်မင်ကတော့ကင်မရာမန်လို့ဖို့လိုက်သွားတာပါရှင်အယောင်မပြောပြီးတော့ excited အရန်ဖြစ်နေပါရဲ့ရှင်ဒီလေထီစီးရမယ့်မင်ကလည်းသူအယောင် excited ဖြစ်ပြီးတော့သူစကားတော့မပြောနိုင်တော့ပါဘူးရှင်ဘယ်လောက်တောင် excited ဖြစ်လဲဆိုလို့ရှင်သူ့ရဲ့မျက်နှာယူတာကြည့်လိုက်ပါတော့ရှင်ပြီးတော့သူကလေတအားလေထီစီးကျင်နေတာပေါ့နော်အခုတော့သူ့ရဲ့ဆန္ဒပြေဝသွားပါတယ်ပေါ့နော်အခုကတော့လေထီးစစီတော့မှာပဲဖြစ်ပါရဲ့ရှင်လေထီးစမစည်းခင်မှာသူတို့ကဒီလိုမျိုးအသက်ကဲကျိုးတွေလိုက်ဂျက်ကက်တွေတေချာပြင်ဆင်ပြီးတော့ဘယ်လိုစီးရမယ်ပြီးသွားရင်အဆင်ပြေလားတေချာလေးလိုက်ပြီးတော့စစ်စီပြီးပါရဲ့ပေါ့နော်အဲ့တော့အရန်ကုန်မှာစီးဖြစ်ပြီးတော့အရန်ကုန်မှာပြောဖို့လဲကောင်းတဲ့လေထီးစီးတဲ့ package လေးဖြစ်ခဲ့ပါရဲ့ရှင်အခုကတော့ဒီထီးစီးကိုစထွက်ပါပြီရှင်ကိုရိုင်းနေတီးစီးရတဲ့မမေကဘယ်လိုနေလဲမသိပါဘူးရှင်အောက်ကနေပြီးတော့ဗီဒီယိုရရင်ကြည့်နေရမမေကအသေးရပဲအရင်နေ excited ဖြစ်ပြီးအရင်နေရခုံပါရှင်ဒါကတော့လေတီးစီးတဲ့မမေကိုရိုင်းရိုက်ကူထားတဲ့ဗီဒီယိုလေးပေါ့နော်တစ်ချက်ကြည့်ရှုပြီးကြပါအောင်ရှင်ပင်လေရစီပင်လေတော့ရရှိနေတယ်ပါတယ်ပေါ့နော်မပင်လေပင်ညှို့ကြည့်လောက်တော့ရမိုက်ပါတယ်တော့ဟောပြာပြီးတော့စိမ့်ဆိုတာပေါ့နော်ဟိုဆိုရှင်လည်းသူ့မျိုးလမ်းပြီးတော့ပြည့်နေမှာဖြစ်ပါတယ်အခုဆိုရင်တော့လီဘော်ရောက်နေရမမေပဲဖြစ်ပါရဲ့ရှင်သူကအမေကြောက်တော့မကြောက်ပဲနဲ့တက်တာတော့လှမ်းပြလိုက်ပါသေးရဲ့နော်သူ့ရဲ့အမြင်ကလည်းတော်တော်လေးမြင့်ပါရဲ့ကိုမြင့်ချင်တလားကိုစီးနိုင်တလားစီးလို့ရပါရဲ့ရှင်ပြီးတော့လေသူကမကြောက်မလန့်မင်းနဲ့အေးစစ်စစ်ဟိုစကားပြောလိုက်ဒီစကားပြောလိုက်နဲ့သူတေချာလေးကိုပေါ့နော်ဓာတ်ပုံလေးရိုက်ဗီဒီယိုရိုက်ပြီးသူအရောက်ပြောနေတာပေါ့ရှင်ဒါကတော့မမေကိုရိုင်းလေထီးစီးရဲ့မမေကအောက်ကနေမြင်ရတဲ့အကွာဝေးကိုတစ်ချက်ရိုက်ထားပါရှင်။သူကမြင့်နေပေါ့နော်။ပြီးတော့သူ့ကိုကြည့်ရတယ်တော်တော်လေးကို excited ဖြစ်ပြီးတော့ကိုကသူ့အစာရင်ခုန်ပါရဲ့ရှင်။သူကဘယ်လိုမှမနေဘူးပေါ့နော်။သူနည်းနည်းပဲမူးတာမျိုးဖြစ်တာပါ။သူကတော့နည်းနည်းလိုင်းမူးလာအချိန်ကြောင့်မူးတာမျိုးပဲဖြစ်တယ်ပေါ့နော်။သူက easy ပါပဲရှင်။အဲ့လို adventure လုပ်ရှင်နေဆိုရင်တော်တော်လုံးဝကိုမိုက်တယ်ပေါ့နော်။ငွေပင်လယ် model ကအခုလိုမျိုး season ဘေးရဲ့ package ကလုံးဝကိုadventure လုပ်ရှင်နေဆိုရင်တော့လုံးဝအသင့်တော်ဆုံးပါပဲရှင်ဒါတော့ငွေပင်လယ် model အဖွဲ့သားကိုယ်တိုင်ပေါ့နော်သူတို့ကလည်းတေချာလေးလိုက်ပို့ပြီးရစီစဉ်ပေးပါရှင်တော်တော်လေးကိုလည်းသဘောကောင်းကြပါရှင်
အခုကတော့ချက်ကောက်ဖို့ပြင်ဆင်ပြီးတော့မမီတို့လာကြိုမဲ့ expert ကားကိုစောင့်နေရပါရှင်မမီတို့စီးသွားတဲ့ကားကတော့ရွှေခီးဒုက္ခ expert ကားပါရှင်သူတို့ကပေါ့နော်ဒီပြန်မဲ့နေ့ဆိုလို့ရှိရင်10နာရီလောက်ထဲဖုံးဆက်တယ်ပေါ့နော်ကျွန်တော်တို့ဘယ်ချိန်ရောက်မယ်ဆိုပြီးတော့ဖုံးကြိုဆက်ပါတယ်အဲ့တော့ကိုပြင်ဆင်နေလဲရတယ်အပြန်ကြတော့တောင်စင်းသားမှာရှိရဲ့ပြင်မစားတောက်ဆိုင်မှာရက်ပေးပါတယ်အဲ့မှာပဲမင်းတို့နေ့လည်စာဝင်စားပြစ်ခဲ့ပါတယ်ရှင်6နာရီခွဲလောက်ရောက်တော့ပြည်ကြီးမှန်တိုင်းမှာ15မိနစ်လောက်ရက်ပေးပါရရှင်မင်းတို့ပြန်တဲ့ရက်ကလူလဲများတာဆိုတော့ညနေ6နာရီတော့ခွဲသွားပါရရှင်ဒါကတော့မမင်းရဲ့ယူပဒါနာလေးကိုအမှတ်တရအနေနဲ့တင်ပေးလိုက်ပါရရှင်မမင်းတို့ရဲ့တညရဲ့3ရက်ခီးစဉ်ဖြစ်တဲ့ငွေဆောင်ခီးစဉ်ရလည်းပြီးဆုံးသွားပါပြီဒါကြောင့်မို့လို့ဒဇန်ပိတ်ရက်မှာငွေဆောင်ကိုတွက်ချင်နေသူတွေအတွက်မမင်းတို့ရဲ့အကောင်းမြတ်အစီအမီခီးသွားလုပ်ငန်းမှာရုံကြည်ကြည်နဲ့ဝယ်ယူအပိနိုင်ပြီးဖြစ်ကြအောင်တင်ဟောပါလိုက်ပါရရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်တတ